အားလုံးမင်္ဂလာပါကျွန်တော်ကတော့ MCIS က producer ဟန်တာပဲဖြစ်ပါတယ်producer နဲ့ပတ်သက်ပြီးတော့နည်းငယ်ပြောရမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာပေါ့နော်ထင်နေကြတယ်က producer ဆိုလို့ရှိရင်ကျွန်တော်တို့ investor ပတ်စံထုတ်ပေးရတဲ့လူလိုပဲထင်ကြရပေါ့နော်တကယ်တော့ producer ကိုကျွန်တော်တို့ question စိတ်ဖြာလိုက်မယ်ဆိုလို့ရှိရင်အဓိကရေဘူးအပြင်၅ပိုင်းရှိရပေါ့နော်အဲ့တော့ဘယ်သူတွေလဲဆိုလို့ရှိရင် show producer ရှိမယ် commercial producer ရှိမယ် TV producer ရှိမယ်film producer ရှိမယ်ခုနောက်ပိုင်းမှာဆိုရှင် digital producer ဆိုပြီးတော့ဒီ creator နဲ့ပေါင်းပြီးလုပ်တဲ့လူတွေပါပေါ်ပေါက်လာခဲ့တယ်ပေါ့နော်ကျွန်တော်အဓိက producer ဖြစ်နေတဲ့အတွက်ကြောင့်အလုပ်လုပ်ရတာတော့ကတော့ဒီ agency တွေ brand တွေအတွက်ကိုအဓိကထားပြီးလုပ်ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်က agency ရဲ့ in-house producer ဖြစ်နေတဲ့အတွက်ကြောင့်မလို့အဓိကကတော့ကျွန်တော် brand တွေနဲ့အလုပ်လုပ်ရပါတယ်အဲ့တော့ project တစ်ခုရောက်လာပြီပေါ့ကျွန်တော်စီရောက်လာတဲ့အခါမှာ project ကိုအောင်မြင်ဖို့အတွက်ကိုကျွန်တော်ဒီ agency က member တွေ client service team တွေစသဖြင့်ပေါ့နော် team တွေအကုန်လုံးနဲ့ပေါင်းပြီးတော့ account ထဲပေါ်ပေးရပါတယ်နောက်ပြီးတော့ကျွန်တော်ဒီ budget တွေ schedule တွေပြီး logistic တွေဒါတွေအကုန်လုံးတွက်ချက်ပြီးတော့ကျွန်တော်လုပ်ရတယ်ပေါ့